တန်ချမ်းချမ်းဟာဘသူ့ကိုမှအားကိုးမနေပဲသူမရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့လူတိုင်းကိုအတိအမှတ်ပြုအောင်လုပ်နိုင်ခဲ့ပြီဒါကြောင့်ဘယင်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ဒီတစ်ခေါက်တော့တန်ချမ်းချမ်းကိုအေးနှန်းဆောင်မှမထားတော့ဘူးသူကိုယ်တိုင်သွားပြီးသူမကိုပြန်ခေါ်မယ်အောင်ပွဲသတင်းထွက်လာပြီးနောက်ဘယင်ကအေးနှန်းဆောင်စီကိုယ်တိုင်ရောက်လာခဲ့တယ်ဒါပေမဲ့တန်ချမ်းချမ်းကတော့အရင်လိုပဲအလုပ်များနေစေကော်ဖီထုတ်တွေရိတ်နေတယ်မီးကင်ဖို့အသားတွေပြင်နေတယ်စားတောက်ဆိုင်ကပုံမှန်အတိုင်းစီကားနေတော့မယ်ဘယင်ရောက်လာတာကိုမြင်တော့ချွေးဟွာကလန့်သွားခဲ့တယ်ဒါပေမဲ့တန်ချမ်းချမ်းကတော့အေးအေးဆေးဆေးပဲဘယင်ကသူမရှိရက်လိုက်ပြီးနန်းတော်ကိုပြန်လိုက်ဖို့ပြောခဲ့တယ်မင်းကိုမိဖုရားရာထူးပြန်ပေးမယ်နန်းတော်ကိုပြန်လာခဲ့ပါလို့တစ်ချိန်ကမိမတိုင်းမမောတဲ့စကားတွေဒါပေမဲ့တန်ချမ်းချမ်းကခေါင်းခါလိုက်တယ်ချန်ကျွန်းနှန်းဆောင်ကအရန်ကြီးတယ်တန်ရှင်းရေးလုပ်ရတာပင်ပန်းတယ်အဲ့ဒီဝတ်စုံကြီးတွေဝေးရတာလည်းမကြိုက်ဘူးဘယင်တော်ခဏလောက်စကားပြောက်သွားခဲ့တယ်သူမအတွက်မိဖုရားရာထူးထက်လွတ်လပ်မှုကပိုရေးကြီးနေခဲ့တယ်ဒါပေမဲ့ဘယင်ကလက်မလျှော့ခဲ့ဘူးနန်းတွင်းစည်းကမ်းတွေမလိုတော့ဘူးမင်းစိတ်ကြိုက်နေလို့ရတယ်မင်းမီးဖို့ဖွင့်တိုင်းငါမင်းဘေးမှာရှိနေမယ်လို့ပြောလိုက်တယ်ဒီတစ်ခေါက်မှာတော့တန်ချမ်းချမ်းရဲ့နှလုံးသားလည်းနူးညံ့သွားခဲ့တယ်နေဆက်အတွက်လူစူးစမ်းခဲ့တဲ့ရက်တွေအတူရေခဲ့တဲ့အချိန်တွေသူမရဲ့စိတ်ထဲမှာပြန်ပေါ်လာခဲ့တယ်ဒါပေမဲ့နန်းတော်ကိုပြန်ဖို့တော့သူမစိတ်မဝင်စားသေးဘူးအဲ့ဒီအစားစိတ်ကူးအစ်စ်တစ်ခုထွက်လာခဲ့တယ်အေးနှန်းဆောင်ကိုပြန်ပြင်မယ်ဘယ်ဘက်မှာဖြော်ပြရေးခန်းညာဘက်မှာမီးကင်ဆိုင်ကြီးအလဲမှာပွဲယုံမြို့တော်မှာအကြီးဆုံးအပန်းဖြေစင်တာလုပ်မယ်ဘယင်ကြားလိုက်ရတော့ရေမောသွားခဲ့တယ်သူများတွေဆိုမိဖုရားဖြစ်ဖို့အိမ်မက်မက်ကြတယ်တန်ချမ်းချမ်းကတော့စီးပွားရေးအင်ပါယာတိစောက်ဖို့ပဲစိတ်ဝင်စားနေခဲ့တယ်